ဒါနေကန်ကြီးရွာကနော်ဒီတောင်ပေါ်ကနေပြီးတော့နေကန်ကြောင်းကနေပြီးတော့တောင်အောက်ကထဲကိုစီးဆင်းသွားတဲ့ဒါမြောင်းလေးကနေပြီးတော့ဒါတရွာလုံးသုံးတဲ့ရေကန်နေအမတရွာလုံးသုံးတဲ့ရေကန်နဲ့ရေမြောင်းလေးတွေကမကြည့်လိုက်ဟိုးအဲ့ဒါရေမြောင်းလေးတွေဒါဒီမှာလက်နှလုံးပဲရှိတယ်ရေမြောင်းရဲ့အခြေကလက်နှလုံးပဲရှိတယ်အနက်ကလက်လေးတစ်အနက်ကလက်လေးတစ်ဟောဒါလေးနဲ့တင်ကိုတရွာလုံးသုံးတယ်ကြည့်လိုက်ဒါတရွာလုံးသုံးတဲ့ရေတဲ့ဟိုအောက်မှာကဖုံးကြီးရေမြောင်းဘယ်လောက်စမ်းကြည့်လိုက်တော့ဟမ်ရေမြောင်းလေးကနှစ်လက်မအကျယ်လက်လေးတစ်ရှိတဲ့ຢာလေးကဒီမှာအင်ဂျင်400-500လောက်ရှိတဲ့ຢာတရွာလုံးကိုသုံးတဲ့ရေတဲ့ဒါရေကန်မဲ့ဘယ်လောက်ကြည်သွားပြီကြည့်လိုက်အောင်ဒါတောက်တော်ကြီး3ရေပေါ့တောက်3ရေဒါအလဲကန်ကကျတော့မျိုးသားတွေချိုးတဲ့ကန်ဟိုးအောက်ဆုံးကကျတော့အမျိုးသမီးတွေချိုးတဲ့ကန်လက်ချက်လက်တစ်ထဲရှိတယ်လက်တစ်ညို့ပဲရှိတယ်